နော်ဒါဒီမနေ့နေရတာ4ခွန်4 6ဆိုတော့ကျွန်တော်တို့ဒါမโอเคဘူးပေါ့ဗျာနော်မနေ့ပိုင်းကတော့ဒါကျွန်တော်ဖွဲ့ဝင်ရဲ့ဒါလုံးဝမင်္ဂလာရှယ်ကြီးကိုโอเคမှာစုပြည့်တယ်အဖွဲ့ဝင်အင်္ဂါမကျော်ဇာတို့လည်းโอเคတယ်နောက်ပြီးတော့ဇာတို့ပြီးတော့ကျွန်တော်လုံးဝရှယ်အခွေပေးထားသေးတယ်အဲ့အခွေကလည်းလုံးဝထွက်တယ်4-5ဆိုပြီးတော့နော်1-4-5-8အခွေရတော့နော်အင်္ဂါနေ့မှရင်တကွက်ထွက်လာပြီနော်ကျွန်တော်ဖွဲ့ဝင်တွေကတော့ဒီဘက်ကမင်္ဂလာပဲပြောပြီးသားဘောင်းရပိတ်ရမရှိရင်ကိုလင်းလုံးရှယ်ဖြုတ်ပြီလို့ပြောပြီးသားကျွန်တော်ဖွဲ့ဝင်နော်အလုံးလည်းပဲကျွန်တော်တတ်သိပြထားတယ်နော်ဖွဲ့ဝင်တွေကဲဒီညနေလေးကတော့ကျွန်တော်တို့4-6ဆိုတဲ့ကနန်းလေးနဲ့ဒါမိုကေဦးပေါ့ဗျာနော်ကနန်းကြီးကမနက်4-5ညနေ4-6တယ်နော်နောက်နေတယ်လို့ပဲကဲကျွန်တော်တို့ဒါမနက်ဖြန်ကျွန်တော်တို့ဗုဒ္ဓဦးနေလေးကိုသွားမယ်နော်ဗုဒ္ဓဦးနေလေးကိုသွားမယ်အဖွဲ့ဝင်တွေ1-4-5-8ဆိုတဲ့1-4-5-8ဆိုတဲ့အခွေလေးကိုတပတ်စာကျုံးဝင်တယ်နော်တကွက်ထွက်လာပြီနော်အေးတခါတည်းပြောလိုက်တယ်ပြီးတော့မှတီဦးဘာညာတော့လာမလုံးနဲ့နော်ကဲအားလုံးပဲကျွန်တော်မိတ်ဆွေတွေအားလုံးပဲကဲကျွန်တော်ဗုဒ္ဓဦးစက်သားလေးကြောက်တာကြံ3ရက်မှာကျွန်တော်ဗရိတ်လေးလဲပေးခြင်းတယ်ဗရိတ်သမားတွေဖောင်းရပိတ်ရမရှိရင်ကျွန်တော်ထုတ်ပေးမယ်ဗျဗရိတ်ကလေးနော်ဗရိတ်ကတော့ဘာဗရိတ်ဖြစ်မလဲဆိုတော့1ဗရိတ်6ဗရိတ်ဖြစ်ပါတယ်ဗရိတ်သမားတွေအတွက်ဗရိတ်နော်ပရိသမားတွေအတွက်ပရိကတော့1ပရိ6ပရိဖြစ်ပါတယ်နော်ပရိသမားတွေအတွက်ပရိကတော့1ပရိ6ပရိဖြစ်ပါတယ်နော်ပရိသမားတွေအတွက်ပရိက1ပရိ6ပရိဖြစ်ပါတယ်နော်ပရိသမားတွေအတွက်ပရိကတော့1ပရိ6ပရိဖြစ်ပါတယ်1ပရိ6ပရိမှာကျွန်တော်ကိုလင်းကတော့အပူနှစ်ကွက်နဲ့ပါဝါတစ်ကွက်တယ်နော်တိတ်တော့မကြိုက်ပါဒါပေမဲ့ပရိသမားကပရိကတော့1ပရိ6ပရိပေါ့ဗျာတတိထားပေါ့အဲ့မှာကျွန်တော်ကတော့1ပရိ6ပရိမှာ33တို့88တို့38ဆိုတဲ့ကဏ္ဍလေးတွေကိုတော့တတိထားပေါ့ဗျာ33ဆိုတာ6ပရိ88ဆိုတာ6ပရိ38ကတော့1ပရိပေါ့နော်အဲ့လေးတွေဟိုတော့နည်းနည်းတတိထားပေါ့ဗျာပရိသမားတွေနော်3ပရိ8ပရိဟော16ပရိကိုပရိက1ပရိ6ပရိအမှ3388 38ဆိုတဲ့ကဏ္ဍလေးတွေကတော့စိုးပေါ့ဗျာနော်ကဲကျွန်တော်မနေ့ကဗုဒ္ဓဦးတွေကိုအားလုံးပဲရှယ်ပေါက်ကြမယ်ပေါ့ဗျာနော်အဲဒါကြောင့်ကျွန်တော်မနေ့ကဗုဒ္ဓဦးတွေကတော့10ရက်နေပေါ့ဗျာနော်10ရက်6လပိုင်း2026 10ရက်6လပိုင်း2026ကျွန်တော်တို့တွေဗုဒ္ဓဦးနေ7နိုင်10မိနစ်ကိုဒါဗုဒ္ဓဦးကြပဲတောက်ကြတော့ကြံ3ရက်မှာဒါ1ပရိ6ပရိတတိထားပရိသမားတွေနော်ကဲကျွန်တော်မနေ့ကဗုဒ္ဓဦးနေ7နိုင်10မိနစ်ကိုကျွန်တော်ကိုင်မဲ့ဝန်းချင်းလေးကတော့9-3ညဝန်းချင်းဖြစ်ပါတယ်နော်9-3ညဝန်းချင်းဖြစ်ပါတယ်ကဲ9-3ညဝန်းချင်းမှာကျွန်တော်ကလေးနေ9နဲ့ပတ်သက်လာရင်ဗာလေးကြိုက်လဲဆိုရင်9နဲ့9-3 9ခွန်9-8ဒီနေ့စိန်မာစတာကြီးဖောက်တယ်နော်နော်ဝန်းချင်းက9-3ည9နဲ့ပတ်သက်ရင်9နဲ့9-3 9ခွန်9-8နော်3ညနဲ့ပတ်သက်ရင်3ညနဲ့3ည3 3ညခွန်3ည8နော်ဝန်းချင်းက9-3ညအဲ့ဒါကိုကျွန်တော်က9-3ညကို2-3ခွန်8နဲ့ကပ်ပေးထားတာပါနော်ဝန်းကြီးက9-3ညနော်နော်ကဲအဲ့ဒါပြီးရင်ဒါမနက်ဖြန်အင်္ဂါဗုဒ္ဓဦးနေ့တော့ကိုဒါကျွန်တော်ရဲ့စိန်မာစတာကီကတော့168ပေါ့နော်ဒီနေ့တော့ဖောက်သွားတယ်9-3ညကီနော်မနက်ဖြန်ဗုဒ္ဓဦးနေ့အတွက်ကတော့ကျွန်တော်ရဲ့စိန်မာစတာကီကတော့168ကီဖြစ်ပါတယ်ကဲအဲ့ဒါပြီးကျွန်တော်ရဲ့ main တင်ကွက်ပြောမယ်ကျွန်တော်ရဲ့ main တင်ကွက်ကတော့မနက်ဖြန်2ကွက်တည်းထုတ်ထားပါတယ်ပေါက်ရတော့လဲပေါက်တယ်မပေါက်တော့လဲပေါက်ရင်ဆံမပေါက်ခံမယ်ပေါ့ဗျာနော် main တင်ကွက်ကတော့25နဲ့26နဲ့ဖြစ်ပါတယ်ကျွန်တော်ကြိုက် main တင်ကွက်ဗုဒ္ဓဦးနေ့အတွက်7နိုင်10မိနစ်တော့နော်ဟုတ်ပြီလားခင်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျအားလုံးပဲနော်ကျွန်တော်ဖွဲ့ဝင်ရတော့ကျွန်တော်ဒါလုံးဝတာဝန်ကျေသွားပါပြီနော်အခွေအင်္ဂါမကျော်ဇာတို့လှဲ့မကြီးနဲ့ကွက်တီပဲနော်မလုံးနဲ့နော်ဟုတ်ပြီလားကဲကျွန်တော်ကြံပွဲလေးမှာကျွန်တော်အကောင်းဆုံးလေးနဲ့ကျွန်တော်စူးစမ်းပြီးတော့တက်ပြီးတော့မိတ်ဆွေတို့ဒါပေါက်ကနန်းလေးပဲပြအောင်စူးစမ်းပြပါမယ်ကဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျအားလုံးပဲတက်တာပါအားလုံးပဲဒီဗီဒီယိုမြင်တဲ့သူတွေအားလုံးပဲမနေ့ကဗုဒ္ဓဦးနေ့ကိုနေ